နေ့တရက်မှာမီမီဆိုတဲ့ကြောင်ကလေးတစ်ကောင်ဟာတောထဲမှာနေထိုင်နေတဲ့မီမီကအရန်သဘောကောင်းပြီးမိတ်ဆွေတစ်တွေရှာဖို့အမြဲစိတ်ဝင်စားနေသူပါ။တနေ့မိုးရွာနေတဲ့အချိန်မှာမီမီကတစ်ပင်အောက်မှာခိုနေတုန်းဘူးဘူးဆိုတဲ့လိတ်ကလေးတစ်ကောင်ကိုတွေးလိုက်တယ်ဘူးဘူးကမိုးရေကြောင့်လမ်းမသွားနိုင်ပဲကြောက်နေတယ်။မီမီကပြောတယ်မကြောက်နဲ့ဘူးဘူးငါနဲ့အတူလာခိုလို့ရတယ်နော်။ဘူးဘူးကလည်းသဘောကျပြီးမီမီနဲ့အတူတစ်ပင်အောက်မှာခိုနေကြတယ်မိုးရွာနေစဉ်မှာသူတို့နှစ်ယောက်စကားပြောကြပြီးမိတ်ဆွေဖြစ်သွားကြတယ်မိုးတိတ်သွားတဲ့အချိန်မှာဘူးဘူးကပြောတယ်မီမီဒီနေ့ငါ့ကိုကူညီခဲ့တာကျေးဇူးတင်ပါတယ်မင်းကြောင့်မကြောက်တော့ဘူးမီမီကပြုံးပြီးမိတ်ဆွေဆိုတာအခက်ခဲမှာကူညီပေးရတာပဲလေလို့ပြန်ပြောတယ်အဲ့ဒီနေ့ကစပြီးမီမီနဲ့ဘူးဘူးတို့ဟာအမြဲတမ်းအတူကစားပြီးမိတ်ဆွေကောင်းတွေဖြစ်သွားကြတယ်ဒီဇလန်းလေးကပေးတဲ့သင်ခန်းစာလေးကတော့မိတ်ဆွေကောင်းဆိုတာအခက်ခဲတွေမှာအပြန်အလှန်ကူညီပေးနိုင်သူတွေပါ